အောင်မြင်တဲ့လူတွေနဲ့မအောင်မြင်သေးတဲ့လူတွေကြားမှာဘာတွေကွာခြားနေလဲတခါတလေအဖြေကညံရည်မဟုတ်ပါဘူးနေ့စဉ်ဘဝမှာထပ်ခါလုံနေတဲ့အလေးအကျင့်တွေဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါစာအုပ်စာပေလူမိတ်ဆွေ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေအများကြီးရဲ့ကိုရေးကိုတာတိုးတက်မှုနဲ့အလောက်အကင်ဘဝအပေါ်လွမ်းမှုရှိခဲ့တဲ့စာအုပ်ကောင်းတအုပ်အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်စာအုပ်နာမည်ကတော့ The 7 Habits of Highly Effective People စာရေးသူကတော့ Stephen R. Covey ဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိကအကြောင်းအရာကတော့အောင်မြင်မှုရဖို့ဘာလုပ်ရမလဲဆိုတာတခုတည်းမဟုတ်ပါဘူးထိရောက်တဲ့လူတစ်ယောက်ဖြစ်ဖို့ကိုယ့်ရဲ့အတွေးအခေါ်နဲ့အလေးအကျင့်တွေကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုအဓိကထားပြီးရှင်းပြထားပါတယ်ဒီနေ့မှာတော့ဒီစာအုပ်ရဲ့အဓိကအလေးအကျင့်9ခုကိုတစ်ခုချင်းစီနားလည်လွယ်အောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ကိုဘဝကိုကိုယ်တိုင်တာဝန်ယူပါပထမဆုံးအလေးအကျင့်ကတော့ be proactive ဆိုတဲ့အယူအဆပါရိုးရိုးပြောရရင်ကိုဘဝအတွက်ကိုယ်တိုင်တာဝန်ယူပါဆိုတာပါကျွန်တော်တို့ဘဝမှာကိုမထိန်ချုပ်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်ရာသီဥတုကိုမထိန်ချုပ်နိုင်ပါဘူးတခြားလူတွေရဲ့အပြုတ်အမူကိုမထိန်ချုပ်နိုင်ပါဘူးစီးပွားရေးအခြေအနေကိုမထိန်ချုပ်နိုင်ပါဘူးတခါတလေမမျှော်လင့်ထားတဲ့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုဘယ်လိုတောက်ပြန်မလဲဆိုတာကိုတော့ကိုရွေးချယ်နိုင်ပါတယ်ဥပမာတယောက်ကကိုကိုမကောင်းပြောတယ်ဆိုပါစို့ချက်ချင်းဒေါသထွက်ပြီးပြန်ဆဲမလားဒါမှမဟုတ်ခဏစဉ်းစားပြီးဘယ်လိုတောက်ပြန်တည်တယ်လဲဆိုတာရွေးချယ်မလားဒီနှစ်ခုကြားမှာအရင်ကြီးမားတဲ့ကွာခြားချက်ရှိပါတယ်ထိရောက်တဲ့လူတွေဟာသူတို့ဘဝမှာဖြစ်လာသမျှအရာအလုံးကိုအပြည့်လို့မယူဆကြပါဘူးဒါပေမဲ့ကိုလုံးနိုင်တာကိုလုံးမယ်ဆိုတဲ့စိတ်ထားရှိကြပါတယ်ဒီအယူအဆကိုဘဝမှာအသုံးချကြည့်ရအောင်အလောက်ကမကောင်းလို့ငါမအောင်မြင်တာသူကငါ့ကိုမကူညီလို့အချိန်မရှိလို့အခြေအနေမကောင်းလို့အဲ့ဒီလိုအတွေးတွေအစားဒီအခြေအနေထဲမှာငါဘာလုပ်နိုင်သေးလဲလို့မေးကြည့်ပါမိကွန်းတစ်ခုပြောင်းလိုက်တာနဲ့ကိုယ့်ရဲ့အမြင်ကပြောင်းသွားနိုင်ပါတယ်အဆုံးကိုစိတ်ထဲမှာအရင်မြင်ပါဒုတိယအလေးကျင့်က begin with the end in mind ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ဘယ်ကိုသွားချင်လဲဆိုတာအရင်သိပြီးမှလမ်းစားလျှောက်ပါမြေပုံမရှိပဲခရီးထွက်ရင်ဘယ်ကိုရောက်မလဲဆိုတာမသိချပါဘူးဘဝလည်းအတူတူပါပဲကိုဘယ်လိုဘဝမျိုးကိုလိုချင်တယ်လဲမသိပဲနေ့တိုင်းအလုံးလုံးပိုက်ဆံရှာအချိန်ကုန်သွားမယ်ဆိုရင်ဒီနေ့မှာငါဒီလိုဘဝမျိုးကိုမလိုချင်ဘူးလို့နှောင့်တရနိုင်ပါလေဒါကြောင့်ကိုဘဝရဲ့အဆုံးပန်းနိုင်ကိုစဉ်းစားကြည့်ပါငါဘယ်လိုလူဖြစ်ချင်တယ်လဲငါမိသားစုကငါ့ကိုဘယ်လိုလူတစ်ယောက်အဖြစ်မှတ်မိစေချင်လဲအသက်50 60ရောက်တဲ့အခါဘယ်လိုဘဝမျိုးနဲ့နေချင်တယ်လဲဒီလိုမိကွန်းတွေကကိုယ့်ရဲ့ဥတီချက်ကိုရှင်းလာစေပါလေအောင်မြင်မှုဆိုတာလူတိုင်းအတွက်အတိတ်ပဲမတူပါဘူးတယောက်အတွက်ငွေအများကြီးရှိတာကအောင်မြင်မှုဖြစ်နိုင်ပါတယ်နောက်တယောက်အတွက်မိသားစုနဲ့အချိန်ပေးနိုင်တာကအောင်မြင်မှုဖြစ်နိုင်ပါတယ်တယောက်အတွက်ကိုယ်ပိုင်လုပ်ငန်းရှိတာကအောင်မြင်မှုဖြစ်နိုင်ပါတယ်ဒါကြောင့်တခြားလူရဲ့အောင်မြင်မှုကိုအောင်မြင်မှုအဖြစ်မယူဆပါနဲ့ကိုတကယ်လိုချင်တဲ့ဘဝကိုပဲအရင်သိပါအရေးကြီးတာကိုအရင်လုပ်ပါတတိယအလေးအကျင့်က put first things first ဖြစ်ပါတယ်ဒီအချက်ကကျွန်တော်တို့နေ့စဉ်ဘဝမှာအရင်အသုံးဝင်ပါတယ်ဒီနေ့မှာလူတိုင်းမှာအချိန်24နာရီပဲရှိပါတယ်ဒါပေမဲ့လူတစ်ယောက်နဲ့တစ်ယောက်ရလက်ကဘာကြောင့်ကွာခြားနေတယ်လဲအဓိကအကြောင်းအရင်းတစ်ခုကတော့အချိန်ကိုဘာအတွက်အသုံးချတယ်လဲဆိုတာပါ
အရေးကြီးတဲ့အလုပ်တွေကိုအရင်လုပ်သင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာတစ်ခါတလေအရေးမကြီးတဲ့အရာတွေနဲ့အချိန်ကုန်နေတတ်ပါတယ်ဖုန်းကြည့်မယ် social media သုံးမယ်ဗီဒီယိုတွေကြည့်တယ်မလိုအပ်တဲ့အကြောင်းအရာတွေနဲ့အချိန်ဖြုံးတယ်ပြီးတော့တကယ်အရေးကြီးတဲ့အလုပ်တွေကိုနောက်မှလုပ်မယ်လို့ရွှေ့ထားတတ်ကြပါတယ်ဒီအလေးအကျင့်ကအချိန်ကြာလာရင်ကိုယ့်ဘဝတိုးတက်မှုကိုထိခိုက်စေနိုင်ပါတယ်ဒါကြောင့်နေ့တိုင်းမနေ့မှကိုယ့်ကိုယ်မေးကြည့်ပါဒီနေ့မဖြစ်မနေအလုပ်သိတဲ့အရေးကြီးဆုံးအရာကဘာလဲအဲ့ဒီအရာကိုအရင်လုပ်ပါဒီနေ့မှာအလုပ်အများကြီးပြီးအောင်လုပ်တာတဲ့အရေးကြီးတဲ့အလုပ်ကိုမှန်မှန်လုပ်နိုင်တာကပိုတန်ဖို့ရှိပါတယ်နှစ်ဖက်လုံးအတွက်အကျိုးရှိအောင်စဉ်းစားပါစတုထအလေးအကျင့်က think wink ဖြစ်ပါတယ်လူတွေနဲ့ဆက်ဆံတဲ့အခါငါပဲအနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ဆက်ဆံတာထက်နှစ်ဖက်လုံးအတွက်အကျိုးရှိတဲ့နီလန်းကိုရှာမယ်ဆိုတဲ့အမြင်ကပိုကောင်းပါတယ်ဥပမာအလုပ်ရှင်နဲ့ဝန်ထမ်းတစ်ယောက်ကိုစဉ်းစားကြည့်ပါအလုပ်ရှင်ကဝန်ထမ်းကိုလစာနည်းနည်းပေးပြီးအလုပ်အများကြီးခိုင်းချင်တယ်ဝန်ထမ်းကလည်းအလုပ်နည်းနည်းလုပ်ပြီးလစာအများကြီးလိုချင်တယ်ဒီလိုဆိုရင်တစ်ဖက်နဲ့တစ်ဖက်မကျေနပ်မှုတွေဖြစ်လာနိုင်ပါတယ်ဒါပေမဲ့နှစ်ဖက်လုံးအတွက်အကျိုးရှိတဲ့ပုံစံကိုရှာမယ်ဆိုရင်အလုပ်ရှင်အတွက်လည်းအကျိုးရှိမယ်ဝန်ထမ်းအတွက်လည်းတိုးတက်မှုရှိမယ်ဒီလိုစဉ်းစားတတ်တဲ့လူတွေဟာရေရှည်ဆက်ဆံရေးတွေကိုပိုကောင်းအောင်တည်ဆောက်နိုင်ပါတယ်wink ဆိုတာလူတိုင်းကိုအမြဲတမ်းသဘောတူပေးရမယ်လို့ဆိုတာမဟုတ်ပါဘူးနှစ်ဖက်လုံးကိုလေးစားပြီးသိတော်တဲ့ဖြည့်ရှင်းချက်ကိုရှာဖို့ကြိုးစားတာပါနားလည်ခံရဖို့မကြိုးစားခင်နားလည်ပေးပါဒီစမအလေးအကျင့်က seek first to understand dance to be understood ဖြစ်ပါတယ်ရိုးရိုးလေးပြောရရင်ကိုယ့်အမြင်ကိုပြောဖို့မကြိုးစားခင်တစ်ဖက်လူရဲ့အမြင်ကိုအရင်နားလည်အောင်ကြိုးစားပါလူအများစုကတစ်ဖက်လူပြောနေတဲ့အချိန်မှာနားထောင်နေတယ်လို့ပဲထင်ရပါတယ်ဒါပေမဲ့တကယ်တော့ကိုယ်ပါပြန်ပြောမလဲဆိုတာကိုစဉ်းစားနေတတ်ကြပါတယ်ဒါဟာတကယ်နားထောင်ခြင်းမဟုတ်ပါဘူးတစ်ဖက်လူရဲ့စကားကိုအဆုံးထိနားထောင်ပါသူဘာကြောင့်ဒီလိုပြောတာလဲဆိုတာစဉ်းစားပါသူ့နေရာမှာကိုယ်သာဆိုရင်ဘယ်လိုခံစားရမလဲဆိုတာစဉ်းစားပါမိသားစုဆက်ဆံရေးမှာလည်းဒီအချက်ကအရင်အရေးကြီးပါတယ်ခင်ပွန်းနဲ့ဇနီးမိဘနဲ့သားသမီးတငယ်ချင်းအချင်းချင်းအလုပ်ထဲမှာလုပ်ဖော်ကိုင်ဖက်တွေတခါတလေပြဿနာရဲ့အဖြေကအကြံပေးတာမဟုတ်ပါဘူးတကယ်နားထောင်ပေးခြင်းဖြစ်ပါတယ်တစ်ဖက်လူကငါ့ကိုနားလည်ပေးတယ်လို့ခံစားရတဲ့အခါဆက်ဆံရေးကပိုကောင်းလာနိုင်ပါတယ်အတူတကွပိုကောင်းတဲ့ရလဒ်ကိုဖန်တီးပါစာထမအလေးအကျင့်က synergize ဖြစ်ပါတယ်ဒီအယူအဆရဲ့အဓိကအချက်ကတော့မတူညီတဲ့လူတွေအတူတကွပူးပေါင်းတဲ့အခါတယောက်တည်းလောက်တာတဲ့ပိုကောင်းတဲ့ရလဒ်ကိုရနိုင်တယ်ဆိုတာပါလူတိုင်းဟာအတွေ့အခေါ်မတူပါဘူးအတွေ့အကြုံမတူပါဘူးကျွမ်းကျင်မှုမတူပါဘူးဒါကိုပြဿနာတစ်ခုလို့မမြင်ပဲအားသာချက်တစ်ခုလို့မြင်နိုင်ပါတယ်ဥပမာအလုပ်တစ်ခုလုပ်တဲ့အခါတယောက်ကအကြံကောင်းပေးနိုင်တယ်နောက်တစ်ယောက်ကလက်တွေ့အကောင်အထည်ဖော်နိုင်တယ်တယောက်ကအမှားတွေကိုရှာဖွေနိုင်တယ်နောက်တစ်ယောက်ကလူတွေနဲ့ဆက်သွယ်နိုင်တယ်ဒီလူတွေအတူတကွပူးပေါင်းလိုက်တဲ့အခါရလဒ်ကပိုကောင်းလာနိုင်ပါတယ်ဒါကြောင့်ငါအမြင်ပဲမှန်တယ်ဆိုတာတဲ့မင်းရဲ့အမြင်ထဲမှာငါမမြင်သေးတဲ့ဘာအရာရှိလဲလို့မေးကြည့်ပါတခါတလေတခြားလူရဲ့အမြင်ကကိုယ့်အတွက်မမျှော်လင့်ထားတဲ့အဖြစ်တစ်ခုဖြစ်လာနိုင်ပါတယ်နံပါတ်9ကိုအမြဲတမ်းပြန်လည်တိုးတက်အောင်လုပ်ပါနောက်ဆုံးအလေးအကျင့်က sharpen the saw ဖြစ်ပါတယ်ဒီအချက်ကိုရိုးရိုးပြောရရင်ကိုပြန်လည်ပြုပြင်ပြီးအမြဲတမ်းတိုးတက်အောင်လုပ်ပါတစ်ပင်တစ်ပင်ကိုခုတ်ဖို့တိတ်ခုတ်သမားတယောက်ကသုံးတဲ့ပစိန်နဲ့ပဲအမြဲခုတ်နေမယ်ဆိုရင်
အလုပ်ပိုကြနိုင်ပါတယ်တခါတလေပစိန်ကိုထက်အောင်ပြန်လုပ်ဖို့အချိန်ပေးရပါတယ်လူတယောက်လည်းဒီလိုပါမယ်အလုပ်လုပ်နေုံနဲ့မလုံလောက်ပါဘူးကိုယ်ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့လိုပါတယ်စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်အသိပညာကိုတိုးတက်အောင်လုပ်ဖို့လိုပါတယ်အနားယူဖို့လည်းလိုပါတယ်စာဖတ်ပါလေ့လာပါလက်ကျင့်ကမ်းလုပ်ပါအိပ်ရေးဝအောင်အနားယူပါကိုယ့်ရဲ့ဆက်ဆံရေးတွေကိုပြန်လည်တည်ဆောက်ပါဒါတွေဟာကိုယ့်ရဲ့ပစိန်ကိုထက်အောင်လုပ်နည်းနဲ့တူပါတယ်အလေးအကျင့်ခုနှစ်ခုကိုဘဝထဲမှာဘယ်လိုအသုံးချမလဲအခုအလေးအကျင့်ခုနှစ်ခုလုံးကိုပြန်ကြည့်ရအောင်ပထမကိုဘဝကိုကိုယ်တိုင်တာဝန်ယူပါဒုတိယကိုသွားချင်တဲ့နေရာကိုအရင်သိပါတတိယအရေးကြီးတာကိုအရင်လုပ်ပါစတုထနှစ်ဖက်လုံးအတွက်အကျိုးရှိအောင်စဉ်းစားပါပစ္စမတစ်ဖက်လူကိုအရင်နားလည်အောင်ကြိုးစားပါစထမတခြားလူတွေနဲ့ပူးပေါင်းပြီးပိုကောင်းတဲ့ရလဒ်ကိုဖန်တီးပါနောက်ဆုံးအချက်ကကိုယ့်ကိုယ်အမြဲတမ်းပြန်လည်တိုးတက်အောင်လုပ်ပါဒီအချက်တွေဟာတရက်တည်းနဲ့ကျွမ်းကျင်သွားမှာမဟုတ်ပါဘူးအလေးအကျင့်ဆိုတာအလေးအကျင့်ဖြစ်လာဖို့အချိန်လိုပါတယ်ဒီနေ့ကစပြီးမလုပ်နိုင်မလဲဒီဗီဒီယိုကိုနားထောင်ပြီးတဲ့နောက်အချက်တွေကအရန်ကောင်းတယ်လို့တွေးပြီးဒီနေရာမှာရက်မနေပါနဲ့တကယ်အသုံးချကြည့်ပါဒီနေ့တစ်ခုကိုပဲရွေးပါဥပမာဒီနေ့တစုံတစ်ယောက်နဲ့စကားပြောတဲ့အခါသူ့စကားကိုအဆုံးထိနားထောင်ကြည့်ပါမနေ့ဖန်မှာတနေ့တာရဲ့အရေးကြီးဆုံးအလုပ်တစ်ခုကိုအရင်လုပ်ပါနောက်တစ်နေ့မှာကိုဘဝရဲ့အနာဂတ်ပန်းတိုင်ကိုစာရွက်ပေါ်မှာရေးကြည့်ပါပြီးတော့ငါဘယ်လိုလူတစ်ယောက်ဖြစ်ချင်လဲလို့ကိုမေးကြည့်ပါအရေးကြီးတာကစာအုပ်တစ်အုပ်ကိုဖတ်ပြေးတာနဲ့ကိုဘဝကအလိုအရှောင်ပြောင်းသွားမှာမဟုတ်ပါဘူးစာအုပ်ထဲကအကြောင်းအရာတစ်ခုကိုကိုဘဝထဲမှာလက်တွေ့အသုံးချတဲ့အခါမှာအဲ့ဒီအသိပညာကတန်ဖိုးရှိလာတာပါနောက်ဆုံးအနေနဲ့ဒီအကြောင်းအရာတွေကိုစကားတခွန်းနဲ့အနှင်းချုပ်ရမယ်ဆိုရင်အောင်မြင်တဲ့ဘဝဆိုတာအခွင့်အရေးတစ်ခုတည်းကြောင့်ဖြစ်လာတာမဟုတ်ပါဘူးနေ့စဉ်ရွေးချယ်မှုတွေနေ့စဉ်အလေးအကျင့်တွေလူတွေနဲ့ဆက်ဆံပုံတွေကိုတိုးတက်အောင်လုပ်နေတဲ့အလေးအကျင့်တွေစုပေါင်းလာတာကနေဖြစ်လာတာပါဒီနေ့မှာသင်လုံးသေးတဲ့လေးငယ်တဲ့ဆုံးဖြတ်ချက်တစ်ခုကမနေ့ဖန်ကိုပြောင်းလဲနိုင်ပါတယ်မနေ့ဖြန်ကဆုံးဖြတ်ချက်တစ်ခုကနောက်တစ်လကိုပြောင်းလဲနိုင်ပါတယ်အဲ့ဒီလိုနဲ့နေ့ရက်တွေလတွေနှစ်တွေကြာလာတဲ့အခါသင်ဟာအရင်ကသင်နဲ့မတူတော့တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဘဝကိုတစ်ခါတည်းပြောင်းဖို့မကြိုးစားပါနဲ့ဒီနေ့မှာအလေးအကျင့်ကောင်းတစ်ခုကိုစတင်ပါကိုဘဝအတွက်ကိုယ်တိုင်တာဝန်ယူပါကိုသွားချင်တဲ့နေရာကိုရှင်းရှင်းလင်းလင်းသိပါအရေးကြီးတာကိုအရင်လုပ်ပါတခြားသူတွေနဲ့winဖြစ်အောင်ဆက်ဆံပါနားလည်ခံရဖို့မကြိုးစားခင်တစ်ဖက်လူကိုနားလည်အောင်ကြိုးစားပါပူပေါင်းပြီးပူကောင်းတဲ့အရာတွေဖန်တီးပါပြီးတော့ကိုလည်းမမေ့ပါနဲ့အမြဲတမ်းလေ့လာပါအမြဲတမ်းတိုးတက်ပါအမြဲတမ်းကိုပြန်လည်ပြုပြင်ပါဒီနေ့စာအုပ်စာပေလူမိတ်ဆွေနဲ့အတူအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုထဲကအကြောင်းအရာတွေထဲမှာသင်အကြိုက်ဆုံးအလေးအကျင့်ကဘယ်နံပါတ်လဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါဒီလိုစာအုပ်ကောင်းတွေထဲကအသိပညာနဲ့ဘဝသင်ခန်းစာတွေကိုမြန်မာဘာသာနဲ့ဆက်လက်နားထောင်ချင်တယ်ဆိုရင်စာအုပ်စာပေလူမိတ်ဆွေ channel လေးကိုလည်း subscribe လေးလုပ်ထားပေးထားပါခင်ဗျာစာအုပ်တစ်အုပ်ကလူတစ်ယောက်ကိုမိတ်ဆွေတစ်ယောက်လိုအကြံပေးနိုင်ပါတယ်အသိပညာတစ်ခုကဘဝကိုပြောင်းလဲနိုင်ပါတယ်ဒါကြောင့်စာဖတ်ကြပါစို့လေ့လာကြပါစို့ပြီးတော့သိလာတာတွေကိုကိုယ့်ဘဝထဲမှာလက်တွေ့အသုံးချကြပါစို့နောက်ထပ်ဗီဒီယိုတစ်ခုမှလည်းစာအုပ်ကောင်းတစ်အုပ်နဲ့ပြန်လည်တွေ့ဆုံကြပါမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ပြီးမိမိတို့လိုချင်တဲ့ဘဝကိုဒီနေ့ထက်ဒီနေ့ပိုမိုကောင်းမွန်အောင်တည်ဆောက်နိုင်ကြပါစေ
ကျေးဇူးတင်ပါတယ်ခင်ဗျာ